ဆိုတော့ဒီမှာကလဘဲကင်းဒီမှာတွေ့ရတာကဒီလိုဖြစ်တာကိုယောဂလို့ခေါ်တယ်ပိုးကြောင့်လဲမီးကြောင့်လဲသူ့မှာဘာကြောင့်လဲဆိုတော့မှုလို့ခေါ်တယ်မှုယောဂနံပါတ်1ကဒီဟာမျိုးဆိုပင်ညိုးပင်တီလို့ခေါ်တယ်သူကအမြင့်မှာမှုလေးတွေကတ်လာနှုတ်ကြည့်ဘူးလားကိုခဲမှာနှုတ်ကြည့်ဘူးတယ်နော်ဆိုတော့အဲ့ဒါမျိုးဖြစ်ရင်သူကဘာဆေးနဲ့မှမရဘူးပုတ်သက်ဆေးတွေနဲ့မရဘူးဒါယောဂမို့လို့ယောဂဆိုရင်ကုဆက်တဲ့ယောဂလို့ခေါ်တယ်ဘာကြောင့်ကုဆက်လဲဆိုရင်ထားပါတော့ဒီတပင်ဝါတယ်မလားဒီတပင်ဝါပြီးသွားရင်ဒီနားမှာရှိတဲ့ပင်လေးတွေလိုက်ဝါလာကူးသွားတာတပင်နဲ့တပင်အဲ့ဒါကိုကုဆက်ယောဂလို့ခေါ်တယ်ဆိုတော့သူ့ရဲ့လက္ခဏာကြည့်လိုက်ရင်အမြင့်မှာဒီလိုမျိုးမဲနေတာမှုလေးတွေကတ်နေတာတွေ့တတ်တယ်အဲ့ဒီဟာမျိုးလည်းရှိသလိုနောက်တစ်မျိုးယောဂရှိသေးတယ်ဒီလိုအပင်ရဲ့အခြေပင်စီရဲ့အခြေလောက်မှာဒီလိုမျိုးမဲသွားတာမဲပြီးတော့သူကဒီလိုကျိုးသွားတာပုတ်သွားတာပေါ့တဖြည်းဖြည်းနဲ့အဲ့ဒါကိုကြတော့ဒီနားလေးမှာရှိတဲ့ဟာဒါလည်းယောဂနောက်တစ်မျိုးရှိသေးတယ်ဒီလိုအရွက်ဒီမှာလေစပြီးတော့အရွက်ဝါထိုးလာထိုးရဟုတ်တယ်အရွက်ဝါထိုးလာတာသူကတဖြည်းဖြည်းချင်းအပြောက်ကလေးတွေနဲ့မဲသွားတာတပင်လုံးပြန်ညှိုးသွားတာအဲ့ဒါမျိုးလည်းဖြစ်တယ်နောက်တစ်ခုကဖားဥမူမြင်ဘူးလားမိုးဟိုကလေမိခိုးရောင်မိုးလေအဲဒီနားလေးတွေမှာသူကမိခိုးလိုမျိုးလေးတွေဖြစ်နေတာမိခိုးလိုမျိုးတွေကနေအသီးတို့အကိုင်းတို့ခက်တို့ကိုတဖြည်းဖြည်းနဲ့သွားတာအဲ့ဒီလိုမျိုးဖြစ်တာကိုယောဂလို့ခေါ်တယ်သူ့ကိုကုဆက်ယောဂလို့ခေါ်တယ်ကုဆက်ယောဂမှသမျှဒီဘယ်တော့မှဖြစ်ပြီးသွားရင်ကုသလို့မရဘူးဒီလိုညှိုးပြီးသွားရင်ပြန်ကောင်းစေခြင်းနဲ့ဆိုပြီးမှကြိုက်တဲ့ဆေးပြန်မနိုင်တော့ဘူးသူကုပြီးသွားရင်လူတွေမှလည်းအဲ့လိုပဲလေကုဆက်ယောဂဆိုရင်ဖြစ်ပြီးသွားရင်ကုသလို့မရဘူးဥပမာကိုဗစ်ကုသလို့ရလားမရဘူးကာကွယ်ဆေးပဲထိုးရတာအဲ့ဒီသဘောတရားအပင်ဒီမှာလည်းယောဂနဲ့ပိုးဆိုမှနှမျိုးရှိတယ်သူ့မှာဖြစ်တတ်တယ်ဒါကိုယောဂဖြစ်တယ်လို့ခေါ်တယ်ဟုတ်ပြီပိုးကြတာကြတော့ဟိုနားလေးမှာခုနကျွန်တော်တွေ့လိုက်တယ်ဒါဒီဦးလေးခင်းစင်နည်းနည်းလေးဝင်နေပြီဆေးလေးပြန်ဖျက်မှုလို့တယ်ပိုးသက်ဆေးလိုဟာမျိုးဒီမှာဒါဘာပိုးလို့ခေါ်မြင်မှုလားဒါမျိုးရောပိုးစိမ့်ကောင်ပိုးစိမ့်ကောင်တီလုံးဖောက်ပိုးပေါ့နော်တီလုံးဖောက်တဲ့ပိုးဒီလိုတီလုံးဖောက်တဲ့ပိုးတွေကဒီကနေစပြီးတော့တဖြည်းဖြည်းချင်းနဲ့ကျန်တဲ့အခင်းတွေမှာသူ့မှာဥလေးတွေဥပြီးတော့ပွားသွားမှာအဲ့စင်ဒီဟာဦးလေးခင်းစင်ဒါဆေးဖျက်မှုလို့တယ်မဖျက်ရင်အထွက်နှုံးရော့မှာဘာလို့ဆိုအဖျားသီးတွေအများကြီးမလျှောက်သေးဘူးအဖျားသီးတွေမလျှောက်သေးဘူးအေးလူသေးတယ်မရင်သေးဘူးအဲ့အတွက်ကိုအများကြီးလူသေးအဲ့ဆိုဘာဆေးလေးဖျက်ရမလဲဆိုရင်ခုနဗာလဲစပကူမီကူပေါင်းခိုင်ရှိသေးလားဦးလေးစီမှာရှိသေးတယ်အဲ့ဒီဟာလေးကို 200cc လောက်တဲ့ 200cc ဆိုတော့ဟိုဒီကတခင်းစားစီပြမှုတပုံးကိုနော် 200cc လောက်ထည့်ပြီးတော့ဖျက်အဲ့ဒါအပြင်နောက်တစ်ခုရောရမှာဗာလဲဆိုတော့တကယ်လို့လုံနိုင်ရင်ဗာလေးလို့ရလဲဆိုတော့ငရုတ်သီးစိမ့်ကြက်တုံပြူငရုတ်သီးစိမ့်ရဲ့ကြက်တုံပြူအဲ့ပုတ်သက်စီအဲ့ဟာလေးရဲ့ခုနစပကူမီကူပေါင်းခိုင်ရဲ့ထည့်ပြီးတော့ဖျက်ပေါ့နော်ခုနဦးလေးတရားစင်ကြွက်လဲဝင်လာနိုင်တယ်သိလားဒီနားမှာဟိုခြုံပုတ်တင်နေလဲနေတယ်ဆိုတော့ဒီအခုနေချင်းကစပြီးတော့လေဒီကစင်းနဲ့ပတ်လဲတလန်လောက်ပေါ့နော်တလန်လောက်ကိုခုနစပကူမီကူပေါင်းခိုင်ရေလေအဲ့ဒါကို 200cc လောက်ထည့်ပြီးတော့မြများလေးဖျက်အလဲတဲ့ကူတော့ပုံမှန်လေးပဲဖျက်ပေါ့ပြီးပတ်လဲကိုတော့နည်းပူပြီးတော့ဖျက်ပြီးအဲ့ဒါဆိုရင်ကြွက်လဲကာပြီးသားဖြစ်မှာအနံ့ထွက်သွားတာအနံ့နဲ့နောက်တစ်ခုကအဲ့ဒီစပကူမီကူပေါင်းခိုင်ရေကသူကပိုးပြေးစေးကြွက်တွေပါပြေးတဲ့အပြင်သူ့မှာအေကာလီလို့ခေါ်တဲ့အပင်အားစေးပေါ့အပင်စိမ့်လန်းစေတဲ့စိတ်ပါတယ်သူ့ရဲ့အာနိသင်ရှိတယ်အဲ့ဒါတဘာဝစီတွေကအဲ့ဒါလေးထည့်ပြီးတော့ဦးလေးဒါဒီတိုင်းဘာမှမလုပ်တော့ဘူးမလားဆေးဖျက်မှုလို့သေးတယ်နော်အဲ့ဒါလေးဖျက်လိုက်ပါဦးတစ်ချိန်လောက်ကောင်းလေးဝင်လိုက်အဲ့ဒါဆိုရင်တော့ဒါအောင်ဖို့အတွက်ကိုတော်တော်လေးအဆင်ပြေသွားမှာပေါ့နော်ဒီမှာလုပ်လို့ရတဲ့နည်းတစ်ခုရှိတယ်တကယ်လို့ဟာဖြစ်ရင်ဝတ်စတူလေးတွေနဲ့လေဒီလို3-5ပေကြာတနေရာမှာအဲ့ကောင်လေးတွေစွတ်ပြီးတော့မှုတ်လေးတွေနဲ့လိုက်ဆိုင်ထားလိုက်အဲ့ဒါလဲတနည်းဒီမြစ်ပိုးကတ်တဲ့ယောဂကိုမကအောင်ဟုတ်ပြီဘယ်လိုလုပ်ရမလဲဆိုရင်ဒီလိုမျိုးမြစ်ပိုးကတ်တယ်ဆိုရင်သူ့ကိုကာတဲ့ဟာက trichoderma လို့ခေါ်တဲ့မူသက်ဆေး trichoderma ဆိုဦးလေးတို့စီကိုကျွန်တော်တို့ဟိုရောင်းထားတာတော့ပို့ထားတာတော့ရှိတယ်ဗာလေအထုပ်ကလေးနဲ့လေမုံထုတ်ကလေးလေအဲ့ဒီကောင်ကမူယောဂါတွေကိုကာကွယ်တဲ့ဆေးအဓိကမူတွေကိုမူသက်ဆေးလို့လည်းခေါ်တယ်ဆိုတော့သူ့ကိုမျိုးစစ်ကြတော့မယ်ပေါ့မျိုးစစ်ချတော့မယ်ဆိုရင်မျိုးစစ်လူနယ်ဆေးအနေနဲ့သူ့ကိုဘယ်လောက်ထည့်ရမလဲဆိုရင်ကျွန်တော်ဟင်းစားစွန်းဟိုတထုပ်ပေါ့ဗျာတရင်ကိုတထုပ်ကလည်းပဲတရင်ကိုတထုပ်ကလည်းပဲဘယ်လောက်ကျဲလဲတေကောက်ဒီကတော့အခုကတော့ဒရင်ကိုနဲ့အဲ့စင်ကလည်းပဲတရင်ဆိုရင်ထိုက်ကူရမှာတထုပ်ပြီးရင်ဘက်ဆီလက်လို့ခေါ်တဲ့ဘူးသေးလေး1လီတာဘူးလေးတွေ့လားဟိုတက်ဆောင်ဆေးဆိုမှလေအပင်တက်ဆောင်ဆေးဆိုမှသူကကြတော့ဘာလဲဆိုတော့ဒီမြစ်ပိုးကိုလာဆွဲတဲ့မိအောင်ပိုးတွေကိုကာကွယ်တာတိုက်ထုတ်တာပေါ့နော်အမြစ်ကနေပြီးတော့နေပြီးတော့တဖြည်းဖြည်းချင်းအဲ့ဒီလာတဲ့ပိုးတွေကိုတိုက်ထုတ်တာအဲ့ဒီမျိုးအဲ့ဒီကောင်က1လီတာဘူးတဘူးပေါ့နော်ပြီးရင်ခုနကထိုက်ကူရမက100 gram ပါတထုပ်ပေါ့အဲ့ဒါကိုတင်းလူနေလိုက်လူနေပြီးရင်ကျဲပြီးလို့အပင်ထွက်လာပြီး15ရက်သားလောက်ဆိုရင်စပြီးတော့အဲ့ဒီဟာကိုပုံမှန်လေး9ရက်တခါဖျန်းသွားအဲ့ဒါဆိုရင်ပင်ညွတ်ပင်တီတော်တော်ထိထိရောက်ကိုတက်တာတယ်
ကြံတဲ့ဓာတုဆေးတွေမနိုင်ဘူးဓာတုဆေးတွေကပင်ညွန့်ပင်စီကိုနိုင်တဲ့ဆေးမရှိသေးဘူး သူကနှစ်စဉ်ပုံမှန်လို့ဖြစ်နေ ဟုတ်တယ်အဲ့ဒါကြောင့်မို့ဖြစ်နိုင်ရင်တော့သူကတော့မြေထဲမှာရှိတဲ့ကျွန်တော်တို့မကောင်းတဲ့မူတွေပေါ့နော်မကောင်းတဲ့မြောင်းပူတွေကများလာတာများပြီးတော့သူတို့ကြိုက်တဲ့အချိန်ပေါ့သူတို့ကြိုက်တဲ့သီးနှံဥပမာကလပဲဒီနေ့လဲကလပဲစိုက်တယ်စဖြစ်တယ်ဆိုရင်ကလပဲသိမ့်ပြီးသွားရင်ဒီမြေကြီးတို့ဒီကစင်းတို့မှာသူကကတ်နေအောင်းနေတာပေါ့နောက်တစ်ချိန်ကလပဲပြန်ကျင်းအဲ့ဒီပဲသူကြိုက်တာဖြစ်တဲ့အတွက်ပြန်ပြီးတော့ဖြစ်တာပေါ့ဆိုတော့တီးထက်တီးလဲခေါ်တာပေါ့နော်ဒီနေ့ကလပဲစိုက်တယ်နောက်နေ့ကိုတခြားပဲပေါ့ဥပမာတို့ပဲဒီစိမ့်တို့တခြားပဲထောပတ်တို့အဲ့ဒါမျိုးတွေပြောင်းဆိုင်ရင်လည်းအဆင်ပြေတယ်ပေါ့ဒါပေမဲ့ခုနပြောလို့အဲ့မှာလဲကြားတာပဲယောဂါလေဆိုတော့မကြအောင်ဆိုရင်ခုနပြောတဲ့ trichogramma တထုပ်ရဲ့ bacillus တပူးရဲ့ကိုလူနယ်စည်းမှာတတဲ့ကိုတထုပ်နဲ့လူပြီးရင်အပင်ငယ်စဉ်15ရက်သားနေစပြီးတော့9ရက်တခါပုံမှန်လေးဖြန်းသွားအဲ့ဒါဆိုရင်ပင်ညွတ်ပင်တီတော်တော်ထိထိရောက်ရောက်ကိုတက်တာတယ်โอเคဆိုတော့ဒါကဟိုကလဘဲမှာဂျုံရတဲ့ပြဿနာကယောဂါရဲ့ပူးရဲ့လို့ပြောရင်အကြောက်ရဆုံးကယောဂါကငယ်ကလေးကဖြစ်တာလေပူးဆိုတာအခုလိုမျိုးအသီးတွေအကင်းတွေဖြစ်လာကမှများသောအားဖြင့်ကြတာကလဘဲမှာလေဆိုတော့အဲ့ချိန်ကြမှာနည်းနည်းလေးပူပြီးတော့ပြုစိုက်ပြီးတော့ပုသက်ဆေးဆိုတာတဲ့တဘာဝပုသက်ဆေးတွေပေါ့နော်ခုနကျွန်တော်ပြောတဲ့ငွေပြည်စင်ချက်တွင်ပြူလို့ခုနဇပကူမီကူပေါင်းခံရည်လို့ထည့်ရင်အဆင်ပြေသွားလိမ့်မယ်